သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1389ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်2ရက်2015ခုနှစ်ဩဂုတ်လ2ရက်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး10ခါတော်မီသာသနာဗိမာန်တော်ကြီးအတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သည်ခါတော်မီသာသနာဗိမာန်တော်ရေစက်ချအောင်ပွဲဓမ္မသဘင်အခမ်းအနား၌အလူရှင်များဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောယောဂဖြစ်ပွားအကြောင်း၈ပါးတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲ့ရသောမူတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိဋ္ဌများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယောဂဖြစ်ပွားအကြောင်း၈ပါးဒီနေ့ခါတော်မီသာသနာဗိမာန်တော်ကြီး83ချပြီးလူတိုင်းချင်းနဲ့ဆက်လျက်နဲ့ဓမ္မသဘင်ခန္ဓာကိုဆင်ကျင့်ပါတဲ့အခါဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တိဝကသုတ်တံကိုဟောကြားမှာဖြစ်ပါတယ်အများမှတ်လို့လွယ်အောင်လို့ယောဂဖြစ်ပွားအကြောင်း၈ပါးမှန်ကန်တဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကလက်တွေ့ကြကြဆင်ခြင်သုံးသပ်ပြတဲ့အချက်တွေကိုဒီသုတ်တံမှာဖော်ပြထားတာဖြစ်သောကြောင့်ဘုန်းကြီးတို့တွေလောကမှာတွေ့ကြုံခံစားနေရတဲ့အရာတွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုယ်တိုင်ကိုယ်ကြကိုယ့်ဘဝကိုလေးလာဆန်းစစ်ပြီးတော့သိနိုင်အောင်မြတ်စွာဘုရားတိဝကသုတ်တံကိုဟောကြားခဲ့တဲ့နေရာအကြောင်းရှာပြတဲ့အခါအလွန်ပဲလက်တွေ့ကြတယ်လက်တွေ့ကြတဲ့အကြောင်းတရားကိုလက်ခံကျင့်သုံးမှုအမတ္တမအရေးကြီးတယ်
လက်တွေ့မကြတာတွေကိုလောကလူတွေဟာလက်ခံပြီးတော့နေသည့်အတွက်ကြောင့်အမှန်တရားဆိုတာရှားမတွေ့ပဲနဲ့ဖြစ်နေကြပြဿနာတစ်ခုဖြစ်ပေါ်လာလို့ရှင်လေထိုပြဿနာရဲ့စစ်မှန်တဲ့အကြောင်းတရားဆိုတာရှိနေတော့လည်းပဲထိုအကြောင်းတရားကိုမရှာဖွေပဲနဲ့တခြားအကြောင်းတွေနဲ့တူပေါ်တူအပြစ်တင်ခြင်းအပြစ်ပုံချခြင်းသူကြောင့်ငါကြောင့်စသည်ဖြင့်အငင်းပွားခြင်းကြောင့်ပြဿနာတစ်ခုဟာပြေလည်ပြီးတော့မသွားဘူးဘယ်ရာပဲဖြစ်ဖြစ်အကြောင်းဆိုတာရှိတယ်ပေါ့အဲ့ဒီစစ်မှန်တဲ့အကြောင်းတရားတွေကိုရှာဖွေနိုင်ဖို့သုံးသပ်နိုင်ဖို့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာဘုရားတကယ်လက်တွေ့ကြတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်တွေကိုကြည့်လိုက်လို့ရှင်တကယ်ကိုလက်တွေ့သမားလို့ပြောရလောက်အောင်အရာခတ်သိမ်းဟာလက်တွေ့ကြကြဆင်ញင်သုံးသပ်ပြီးတော့လက်တွေ့ကြတာကိုပဲဟောပြောတာဖြစ်သည့်အတွက်ကြောင့်အမှားဆိုတာလုံးဝမရှိဘူးဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားတွေသွားခါတွန်းဘဂဝတာဓမ္မောလို့ဆိုတဲ့အတိုင်းမှန်တဲ့အတိုင်းဟောထားတာမှန်တဲ့အတိုင်းပြောတာလက်တွေ့မကြဘဲနဲ့အတွေးနဲ့ဟောတာမျိုးမရှိဘူးတဆင့်ကြားစကားတွေကိုဟောတာမရှိဘူးစာအုပ်ဖတ်ပြီးတော့ဟောတာမျိုးလည်းမရှိဘူးအစဉ်လာရပြောတာမျိုးလည်းမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကတယံအဘိညာကိုယ်တိုင်သိပြီးတော့မှသစ္စိကတ္တဝါလက်တွေ့ဆင်ញင်သုံးသပ်ပြီးတော့မှပဝေဒေမိအများကိုဟောပြောတာဖြစ်တယ်လို့ဒီစကားဟာနေရာတကာမှာပါလေးရှိတယံအဘိညာသစ္စိကတ္တဝါပဝေဒေမိဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားရှာဖွေရှင်းလင်းဟောပြောတဲ့နေရာမှာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟာတယံပညာကိုယ်တိုင်သိပြီးသစ္စိကတ္တဝါလက်တွေ့ကိုရှင်းသုံးပြီးတဲ့အခါမှာပဝေဒေမိမှန်ကန်တဲ့အတိုင်းဟောပြောတာဒါကြောင့်မို့မြတ်စွာဘုရားဟောပြောတဲ့တရားဟာလူတိုင်းသိနိုင်ခွင့်ရှိတာဖြစ်သောကြောင့်တန်ဋိဋ္ဌိကောတဲ့တန်ဆိုတာကိုယ်တိုင်ဒိဋ္ဌဆိုတာမြင်တာကိုယ်တိုင်မြင်လို့ရတယ်ကိုယ်တိုင်တွေ့ကြုံလို့ရတယ်လို့ဒီလိုဆိုကိုယ်တိုင်မတွေ့ကြုံနိုင်တဲ့ဟာဒါကမသိနိုင်ပါဘူးဆိုတာမျိုးမရှိဘူးသိနိုင်တဲ့နိလန်းအတိုင်းကြံကြုတ်ကိုအထောက်ရင်သိကိုသိရတန်ဋိဋ္ဌိကိုကိုယ်တိုင်သိနိုင်တယ်ဆိုတဲ့တရားမျိုးမြတ်စွာဘုရားဟောတယ်ဒါကြောင့်မို့လို့ကိုယ်တိုင်သိဖို့ဆိုတာဘယ်လောက်ဆိုင်ရမှာလဲလို့ပြောရင်လေအကာလီကောအချိန်ဆိုင်စရာမလိုဘူးအခုလို့အခုအတိုင်းတာတစ်ခုရသိမယ်ဒါကြောင့်မို့လူတွေဟာရဲရဲဝံ့သစ္စာဘုရားရဲ့အဆုံးအမတရားတွေဆိုတာပွင့်လင်းမြင်သာပြီးအေဟိပတိကောလာပါကိုယ်တိုင်လက်တွေ့ချိတယ်ပါလှုပ်ကြည့်ပါလို့ပြောဆိုလို့ရတဲ့တရားမျိုးတချို့ဟာမျိုးကြတော့လာပါလက်တွေ့လှုပ်ကြည့်ပါလို့ပြောလို့မရဘူးပြောတဲ့အတိုင်းလက်ခံမှာယုံကြည်ပါလို့ပဲပြောလို့ရယုံကြည်မှုကိုအခြေခံတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြတော့ယုံကြည်မှုကိုအခြေခံတာမဟုတ်ဘူးအသိမြင်ကိုအခြေခံတာဖြစ်တယ်ပေါ့ဒါကြောင့်မို့အေဟိပတိကောလာပါလှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်ပြီးတော့ပြလိုက်တဲ့တရားတဲ့ဟောမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေရဲ့အဆုံးအမတွေရဲ့အရည်ချင်းတွေအရည်အသွေးတွေကိုဖော်ပြတယ်ဩပနေဤကောကိုယ့်ရဲ့စိတ်ထဲနှလုံးထဲရောက်အောင်နှလုံးသွင်းထားတဲ့နဲ့အခုနှလုံးသွင်းရင်အခုအကျိုးရှိငြိမ်းအေးမှုကိုဖြစ်ပေါ်စေနိုင်တယ်စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တယ်ဩပနေဤကောပစ္စတံဝေရိတဘောဝိညုဟိဆိုပညာရှိပြီဆိုလို့ရှိရင်ကတော့မိမိတို့ကိုယ်တိုင်ထူးခြားတဲ့အဆင့်မြင့်တဲ့တရားတွေအထိအောင်သိရှိနားလည်နိုင်တယ်သို့သောနားလည်နိုင်ဖို့ကတော့ပညာရှိဖို့တော့လိုအပ်တယ်လို့ဒီလိုတော့ဆိုတာနော်လူတိုင်းအကုန်သိသလားလို့ဆိုဝေညုဟိတကယ်ကိုသိနိုင်စွမ်း
အသိပညာရှိမှတော့သိမှာပေါ့ဒါကြောင့်မို့ရှိအောင်လည်းပဲလှုပ်တဲ့နည်းတွေအများကြီးရှိတယ်အဲဒါကြောင့်မို့ဝိညာဉ်လို့ဆိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာလက်တွေ့သိနိုင်တဲ့အတိုင်းအတာတစ်ခုမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့သိရှိခံစားနိုင်တယ်ဥပမာပဲနိဗ္ဗာန်ဆိုတဲ့တရားဟာအပြောတတ်တဲ့မဟုတ်ဘူးကိလေသာတွေကိုပယ်တတ်တဲ့မဲ့ဆိုတာလည်းအပြောတတ်တဲ့မဟုတ်ဘူးထိုမဲ့ရဲ့အကျိုးဖြစ်တဲ့ဖို့တရားဆိုတာလည်းအပြောတတ်တဲ့မဟုတ်ဘူးလက်တွေ့ပညာရှင်တွေဟာကိုယ်တွေ့သိရှိခံစားနိုင်တယ်လို့ဒီလိုဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအလွန်ကိုလက်တွေ့ကြတယ်လို့ဒီလိုပြောတာအဲ့တော့ဒီတိဝကဆိုတဲ့သုံးဟာဒီတိဝကသုံးမှာမြတ်စွာဘုရားဟောကြားလိုရင်းကတော့လက်တွေ့ကြတဲ့အကြောင်းတရားကိုရှာဖွေပြခြင်းပဲဖြစ်တယ်သို့တော့အဲ့ဒီလက်တွေ့ကြတဲ့အကြောင်းတရားတွေကိုရှာပြတဲ့အခါမှာယောဂဖြစ်တဲ့လူတွေနဲ့တွေ့ရှိခံစားနိုင်တဲ့ယောဂဖြစ်ခြင်းအကြောင်း၈မျိုးနဲ့မြတ်စွာဘုရားနှိုင်းယှဉ်ဟောပြောတာပဲဖြစ်တယ်နော်နှိုင်းယှဉ်ဟောပြောပြဒါကြောင့်မလို့ဒီတိဝကသုတ်တံကိုလေ့လာသုံးသပ်ကြည့်တဲ့အခါအများနာလဲအောင်လို့ခေါင်းစည်းပေးလိုက်တဲ့အခါမှာယောဂဖြစ်ပွားအကြောင်း၈ပါးလို့ပြောတာတကယ်ကတော့ယောဂဖြစ်ခြင်းအကြောင်းကိုဟောတာမဟုတ်ဘူးဘုရားဟောတာနော်ဘယ်ကိစ္စမှမဆိုဆိုင်ရာအကြောင်းတရားတွေရှိနေတယ်အဲ့ဒီအကြောင်းတရားတွေကိုလက်တွေ့ကြကြဆင်ခြင်သုံးသပ်တတ်ဖို့ဆိုတာဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တိဝကသုတ်တံဟာမိမိတို့ဘဝနေ့စဉ်ဘဝမှာနေထိုင်ကြတဲ့အခါမှာမိမိတို့အတွင်းမဖြေရှင်းနိုင်တဲ့ပြဿနာတွေပေါ်လာရင်လက်တွေ့ကြကြဆင်ခြင်သုံးသပ်တတ်ဖို့အရာခတ်သိမ်းကိုလည်းလက်တွေ့ကြကြဆင်ခြင်တတ်ဖို့ရှောင်ရံနဲ့ဆောင်ရံဆိုတာလေးလည်းလက်တွေ့ကြကြဆင်ခြင်သုံးသပ်တတ်ဖို့ဒါအသိပညာပေးတဲ့သုတ်တံတစ်ခုပဲဖြစ်တယ်မြတ်စွာဘုရားတရားတော်ဟာနာယုံနေနာရတာမဟုတ်ပဲနဲ့ကြားနာပြီးရင်မှတ်သားထားရမယ်မှတ်သားထားပြီးတဲ့အခါမှာဘဝနဲ့ဆက်ဟပ်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်ရမယ်ဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာရှောင်ရမယ့်ဟာကိုရှောင်လှုပ်ဆောင်ရမယ့်ဟာကိုလှုပ်ဆောင်ဒီလိုအဲ့ဒီကြမှာအကျိုးပေါ်အဲ့လိုမဟုတ်ဘဲနဲ့နားထောင်ရုံနားထောင်ပြီးတော့ဒီတရားကိုမှတ်သားမထားဘူးလက်တွေ့ဆင်ញင်သုံးသပ်မှုတွေမပါဘူးဆိုလို့ရှိရင်တော့လက်တွေ့ကျင့်သုံးမှုတွေမရှိဘူးဆိုလို့ရှိရင်တော့တရားရဲ့အကျိုးကျေးဇူးကိုရရှိမှာမဟုတ်ဘူးဥပမာဟာစဉ်းစားကြည့်ယောဂပျောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာဆေးတောက်ရဆေးမတောက်ဘဲနဲ့နေလို့ရှိရင်ယောဂပျောက်မှာမဟုတ်ဘူးထို့တူပဲလက်တွေ့လှုပ်ဆောင်ဖို့ဆိုတာမေတ္တာမအရေးကြီးတယ်လို့မြတ်စွာဘုရားတရားဘယ်ဆုံးမပဲဖြစ်ဖြစ်ဘုရားဟောတဲ့တရားကိုနာယူရမယ်နာယူပြီးတော့မှတ်သားထားရမယ်မှတ်သားထားပြီးတဲ့အခါမှာဆင်ញင်သုံးသပ်ရဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးကြရမယ်လို့ဒီလိုဆိုတာပေါ့အခုဒီတိဝကသုတ်တံဟောတဲ့အခါမှာလည်းတကယ်အခြေခံအကြောင်းတရားကဘာလဲလို့ဆိုရင်ဘဝရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့အကြောင်းရှာပြတယ်ဆိုလို့လောကမှာဆရာကြီးတွေမြတ်စွာဘုရားမပွင့်ခင်ကတည်းကပေါ်နေတဲ့ဒီဘာသာတရားကိုဟောပြောနေတဲ့ဆရာကြီးတွေအကြောင်းတရားအမှန်ကိုတွေ့အောင်မရှာနိုင်ခဲ့ကြဘူးမရှာနိုင်သည့်အတွက်ကြောင့်ဘဝပြဿနာကိုဖြေမထုတ်နိုင်ကြဘူးလို့ဒီလိုဆိုမြတ်စွာဘုရားကဘဝရဲ့ပြဿနာတွေကိုဖြေထုတ်ပေးခဲ့အဲ့ဒီအဖြေထုတ်ပေးတာတွေကိုဘုန်းကြီးတို့တွေလက်တွေ့သိနိုင်တယ်လက်တွေ့သိနိုင်တဲ့အဖြေတွေကိုကြည့်ရှုနားထောင်ပြီးနာယူမှတ်သားပြီးတော့မိမိတို့ဘဝမှာအဖြေမှန်ကိုရအောင်ကြိုးစားအားထုတ်ကြရမှာပေါ့ဘဝရဲ့အတွေ့အကြုံခံစားရမှုတွေလောကလူတွေဟာ
ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်တွေ့ကြုံခံစားရမှုမျိုး၃မျိုးရှိတယ်ဘယ်သူပဲဖြစ်ဖြစ်တခြားလူတွေကိုမတွေးနဲ့ကိုယ့်ဘဝတင်ကိုပြန်တွေးဘဝတစ်ခုရလာပြီဆိုရင်ချမ်းသာတယ်ဆိုတဲ့အတွေ့အကြုံရှိတယ်လို့ဆင်းရဲတယ်ဆိုတဲ့အတွေ့အကြုံလည်းရှိတယ်နော်ဘဝခရီးကိုဖြတ်သန်းနေပြီဆိုရင်ဘဝအတွေ့အကြုံတွေဟာချမ်းသာတာကိုလည်းပဲတွေ့ကြုံခံစားခဲ့ရပြီဆင်းရဲတယ်ဆိုတာကိုလည်းတွေ့ကြုံခံစားရပြီအေးချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာဆင်းရဲရဲ့အလဲစကြားမှာဆိုတဲ့တွေ့ကြုံခံစားမှုတွေကိုလည်းခံစားခဲ့ရပြီအဲ့ဒီလိုဘဝရဲ့အတွေ့အကြုံခံစားမှုတွေဟာခံစားတွေ့ကြုံခဲ့ရတယ်ဒီအတွေ့အကြုံတွေဟာဘာကိုအခြေခံပြီးတော့ဖြစ်လာတယ်လဲဒါကိုမြတ်စွာဘုရားဖြေထုတ်ပြီးနော်လူတိုင်းဟာဘဝအတွေ့အကြုံတွေခံစားနေကြရတယ်အကောင်းအဆိုးခံစားပြီးတော့နေရအဲ့ဒီခံစားပြီးတော့နေရတဲ့ဘဝအတွေ့အကြုံတွေဟာဘာကြောင့်ဒီလိုခံစားရတယ်လဲနော်လူတိုင်းအကြောင်းရှာသိကြည့်တဲ့ကိုယ့်ဘဝဆင်းရဲခံစားတာဘာကြောင့်လဲချမ်းသာခံစားရတာရောဘာကြောင့်လဲဆင်းရဲလည်းမဟုတ်ချမ်းသာလည်းမဟုတ်ကြားခံစားမှုတွေကဘာကြောင့်လဲအဲ့ဒီဘဝအတွေ့အကြုံတွေခံစားရတယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားမပွင့်ခင်ကအဖြေထုတ်ခဲ့ကြတယ်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့အဖြေထုတ်ခဲ့ကြတယ်အဖြေဘယ်လိုထုတ်တုံဆိုရင်စာပေကျမ်းဂန်အရပြောမယ်ဆိုရင်ပါဠိလိုပြောမယ်ဆိုရင်ယံကိဉ္စာယံပုရိသပုဂ္ဂလောယံကိဉ္စာယံပုရိသပုဂ္ဂလောဒုက္ခံဝါဒုက္ခံဝါအဒုက္ခမဒုက္ခံဝါဝေဒေတိတပ္ပန္တံဣတရနေမာနဟေတုတဲ့ဖြေတစ်ခုထုတ်လိုက်တာလောကမှာတရားဝါတွေတွေ့ကြုံခံစားနေရတယ်ဒုက္ခလည်းခံစားရတယ်ဒုက္ခလည်းခံစားရတယ်အဒုက္ခမဒုက္ခဆိုတဲ့ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်တဲ့အတွေ့အကြုံတွေလည်းခံစားရအဲ့ဒီလိုခံစားရတာဘာကြောင့်လဲလို့ဆိုတော့တချို့ကအဖြေထုတ်တာတပ္ပန္တံဣတရနေမာနဟေတုတဲ့ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာတဲ့ဣတရဆိုတာလောကကြီးကိုအစိုးရသူနေမာနဆိုတာဖန်ဆင်းတာဟုတ်မဟုတ်စဉ်းစားကြည့်ဒီကနေ့ခေတ်မှာလူတွေရဲ့ဘဝကိုလူတွေနဲ့ကမ္ဘာလောကကြီးကိုဘယ်သူဖန်ဆင်းတယ်လဲဆိုရင်ဘုရားသခင်ကဖန်ဆင်းတယ်လို့ယုံကြည်တဲ့လူတွေဟာလူထဲမှာအများကြီးပဲရှိတယ်နော်ဒါအဖြေထုတ်တာတခုပဲလောကမှာတွေ့ကြုံခံစားနေရသမျှဟာဘုရားသခင်ဖန်ဆင်းလို့ဘုရားသခင်အလိုတော်ကြတွေ့ကြုံခံစားကြရတယ်လို့ဒါအဖြေတစ်ခုထုတ်တာအကြောင်းရှာပြဣတရနေမာနအဲ့ဒီဣတရကိုပဲအင်္ဂလိပ်လိုပြန်တော့ God လို့ပြန်နေမာနကို creation creator ဖန်ဆင်းတယ်ဣတရနေမာနဟုတ်လား creation by God ဘုရားသခင်ဖန်ဆင်းတယ်ပေါ့လူတွေရဲ့တွေ့ကြုံခံစားရမှုတရားတွေရဲ့တွေ့ကြုံခံစားရမှုလောကကြီးမှာချမ်းသာခံစားရတာဖြစ်စေဆင်းရဲခံစားရတာဖြစ်စေချမ်းသာဆင်းရဲနှစ်ခုစကြားမှာခံစားနေရတာဖြစ်စေဒီခံစားမှုတွေအားလုံးဟာဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာဘုရားသခင်ရဲ့အလိုတော်ကြားပဲလို့လက်ခံယုံကြည်ပြီးတော့နေကြတဲ့လောကလူတွေဟာသုံးပုံတစ်ပုံမကရှိတယ်ဒီကနေ့ခေတ်မှာနော်အဲ့လိုယုံကြည်တဲ့ပုဂ္ဂိုလ်ကဲဘုန်းကြီးတို့တွေရောဘယ်လိုယုံကြည်မလဲဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုစဉ်းစားထားအဲ့ဒါလိုယုံကြည်တဲ့လူတွေကလောကမှာသုံးပုံတစ်ပုံကြော်ရှိတယ်ဟောနောက်တစ်ခုကအဖြေရှာတယ်နောက်တစ်ခုကအဖြေရှာဘယ်လိုရှာတော့ဆိုယံကိဉ္စာယံပုရိသပုဂ္ဂလောပဋိတံဝေဒေတိဒုက္ခံဝါဒုက္ခံဝါအဒုက္ခမဒုက္ခံဝါတပ္ပန္တံပုပ္ပိကတဟေတုသူဖြေထုတ်လိုက်တာ
အကြောင်းရှာပြတာတော့ပုပ္ပေကတဟေတုလောကသတ္တဝါတွေခံစားနေရတဲ့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခလို့ဆိုတဲ့အတွေ့အကြုံတွေဘာကြောင့်လူတွေခံစားနေကြရသလဲလို့ဆိုရင်ဘုရားသခင်ဖန်ဆင်းလို့ခံစားတာမဟုတ်ဘူးတဲ့သူကဘုရားသခင်ဖန်ဆင်းလို့ခံစားရတယ်ဆိုတဲ့အချက်ကိုသူလက်မခံဘူးလက်မခံမနဲ့အဖြေထုတ်တဲ့အခါဘာလို့ဆိုပုပ္ပေကတဟေတုရှေးရခင်ကကျွတ်တင်ပြီးတော့ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ခံစားရတာဟောဒီလိုအဖြေထုတ်တဲ့ပုဂ္ဂိုလ်တွေကလည်းရှိလှုပ်ခဲ့လို့အရင်တော့လှုပ်ခဲ့လို့ဖြစ်တာတခါတခါဘုရားဘာသာလို့ဆိုတဲ့မြန်မာလူမျိုးတွေတောင်မှဘာပဲဖြစ်ဖြစ်ဒီလှုပ်ခဲ့လို့ဖြစ်ရတယ်ဆိုတဲ့အစွဲလေးတွေရှိတတ်တယ်ပေါ့နော်အကုန်လုံးဟာကံကြီးပဲပုံချလို့ရှိရင်ပုပ္ပေကတဟေတုဒိဋ္ဌိထဲမှာရောက်သွားနိုင်တယ်ပေါ့နော်အစွန်းရောက်ကမ္မဝါဒလို့ခေါ်တယ်ဘာဖြစ်ဖြစ်ကံ့ကြောင့်နေရာတကာကံ့ကြောင့်ကြီးပြောလို့မရဘူးလို့ဒါဒီအချက်ကိုမှတ်သားထားဖို့ပုပ္ပေကတဟေတုအရင်ကတည်းကလှုပ်ခဲ့တဲ့ကိုလှုပ်ခဲ့တဲ့ကံတရားတွေကြောင့်ယခုဘဝမှာချမ်းသာဒုက္ခခံစားနေရတယ်ရာခိုင်နှုန်းအပြည့်အဝပြောမယ်ဆိုရင်မမှန်ဘူးဒီစကားနော်မမှန်ဘူးဒါကြောင့်ပုပ္ပေကတဟေတုဒိဋ္ဌိဆိုတာကံနဲ့ဆက်နွယ်ပြီးတော့ပြောပေမဲ့လို့မှားယွင်းတဲ့အမြင်တစ်ခုယူဆတစ်ခုဖြစ်သွားတယ်ဒီလိုဖြေထုတ်တာလည်းမမှန်သေးဘူးတဲ့ထာဝရဘုရားသခင်ဖန်ဆင်းလို့ဆိုတာလည်းမမှန်ဘူးကြိုတင်ပြီးတော့ကိုလှုပ်ခဲ့လို့ဒီလိုခံရတယ်ဆိုတာလည်းမမှန်ဘူးတဲ့ဒါကနောက်တစ်ယောက်ကအဖြေရှာပြန်တယ်အဲ့ဒီနှစ်ခုလုံးကိုညှင်းပယ်လိုက်တယ်လက်မခံဘူးသူကဘာအဖြေထုတ်လို့ယံကိဉ္စာယံမုရိတပုဂ္ဂလောပဋိတံဝေဒိတိဒုက္ခံဝဒုက္ခံဝအဒုက္ခမဒုက္ခလောကမှာသတ္တဝါဟာအတွေ့အကြုံတွေနဲ့ချမ်းသာဒုက္ခခံစားရတယ်ဆင်းရဲဒုက္ခခံစားရတယ်ချမ်းသာဒုက္ခလည်းမဟုတ်ဆင်းရဲဒုက္ခလည်းမဟုတ်တဲ့စัจ जा အတွေ့အကြုံကိုလည်းခံစားရတယ်အဲ့ဒီခံစားမှုဟာသဗ္ဗန္တအဟေတုအပစ္စယနှစ်ခုစလုံးကိုညှင်းပယ်လိုက်တယ်ထာဝရဘုရားသခင်ဖန်ဆင်းလို့လည်းမဟုတ်ဘူးကိုယ်ကိုယ်တိုင်အတိတ်ကလှုပ်ခဲ့လို့ဆိုတဲ့အကြောင်းကြောင့်လည်းမဟုတ်ဘူးဘာကြောင့်မှမဟုတ်ဘူးသူဖြစ်ခြင်းလို့ဖြစ်လာတာဟောဒါအဖြေမရှာနိုင်တဲ့အခါကျတော့အကြောင်းမဲ့အဟိတကဝါဒ causeless view လို့ခေါ်တယ် causeless ကြောင်းတရားမရှိဘူးသူကသူဖြစ်ခြင်းလို့ဖြစ်တယ်အဲ့ဒီလိုအဖြေထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့ဒီလိုဆိုတာနော်လောကကြီးမှာဘဝတစ်ခုကိုဖြေထုတ်ကြည့်တာဘုန်းကြီးတို့တွေအခုလူဘဝရောက်လာကြတယ်စင်ပြေတာရှိသလိုစင်ပြေရင်ဒုက္ခအစမပြေတာရှိတယ်စင်မပြေတာကဒုက္ခအစင်အပြေကြီးလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးဈာမှာအဒုက္ခမဒုက္ခဘဝမှာတွေ့ကြုံခံစားရမှုတွေရှိတယ်အဲဒီလိုတွေ့ကြုံခံစားနေရတာဘာကြောင့်ဖြစ်ရသလဲလို့မြတ်စွာဘုရားဖြေထုတ်ပြီးဒီနေရာမှာမြတ်စွာဘုရားကယောဂဝေဒနာနဲ့ဆက်ဆက်ပြီးဖြေထုတ်အဲဒီတော့အကြောင်းတရားကိုရှာတဲ့အခါမှာလက်တွေ့အကြောင်းတရားတွေကိုထိသွင်းပြီးတော့ရှာဖို့လိုအပ်တယ်ကံဆိုတဲ့အကြောင်းတရားတစ်ခုတည်းနဲ့ရှာလို့မရဘူးကဲမြတ်စွာဘုရားဟောတဲ့အကြောင်းနဲ့ကျွတ်တင်ပြီးတော့နည်းနည်းစဉ်းစားကြည့်ရအကြောင်းတရားကိုရှာပြတယ်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေဟာအကျဉ်းဆုံးပြောမယ်ဆိုရင်သစ္စာဒေသနာသစ္စာလေးပါးကိုဟောပြောတာမြတ်စွာဘုရားအကြောင်းနဲ့အကျိုးရှင်းပြတာနော်ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးနော်လူတွေရထားကြတဲ့ခန္ဓာ၅ပါးခန္ဓာရူပခန္ဓာလို့ဆိုတဲ့ body ရုပ်တွေရထားတယ်ဝေဒနာခန္ဓာဆိုတဲ့ခံစားမှုအစုတင်ញက်ခန္ဓာဆိုတဲ့မှတ်သားမှုအစုသင်္ခါရခန္ဓာလို့ဆိုတဲ့စေစောမှုလိုချင်မှုမုန်းတိမှုဆိုတဲ့အစုတွေဝိညာဉ်နဲ့ခန္ဓာလို့ဆိုတဲ့သိမှုအစုအဲ့ဒီဘုန်းကြီးတို့တွေရထားတာအကြမ်းမြင်ပြောမယ်ဆိုရင်
မျက်စိနားနာလျှာကာယဆိုတဲ့ရုပ်ခန္ဓာတွေရထားတယ်အဲ့ဒီရုပ်ခန္ဓာတွေနဲ့ဆက်ပြီးတော့ချမ်းသာတယ်ဆင်းရဲတယ်ပျော်တယ်ပြည့်တယ်ဆိုတဲ့ခံစားမှုတွေအာယုံကိုမှတ်ထားတဲ့အမှတ်သိစိတ်မှတ်သိတွေမှတ်သိတဲ့ပညာတွေစိတ်ဆော်တယ်ဆိုတဲ့ကြံစည်တယ်တွေးတောတယ်လိုချင်တယ်မုန်းတီးတယ်စတဲ့စိတ်ဆော်မှုတွေအသိစိတ်လို့ဆိုတဲ့စိတ်သဘောတရားတွေနန္တရားမနဆိုတဲ့အထဲမှာအကုန်ပါအဲ့ဒီခန္ဓာတွေရထားတဲ့ဒီခန္ဓာ၅ပါးဟာသစ္စာဒေသနာမှာဘာပြောတော့ဆိုတန်ခိတ်တေနပိစုပါရဏခန္ဓာဒုက္ခတဲ့ဥပါဒံဆွဲလန်းရဖြစ်တဲ့ခန္ဓာဒါလောကုတ္တရာတွေမပါဘူးလို့ဆိုဥပါဒံဆွဲလန်းရခန္ဓာဆိုရုပ်မှန်သမျှဥပါဒံဆွဲလန်းတဲ့ခန္ဓာပဲဝေဒနာကြတော့လောကီနဲ့ဆိုင်တဲ့ဝေဒနာခန္ဓာလောကီနဲ့ဆိုင်တဲ့သင်္ညက်ခန္ဓာလောကီနဲ့ဆိုင်တဲ့သင်္ခါရခန္ဓာလောကီနဲ့ဆိုင်တဲ့ဝိညာဉ်နဲ့ခန္ဓာအဲ့ဒီဥပါဒနဲ့ခန္ဓာ၅ပါးကိုရထားတဲ့ဟာဒုက္ခလို့သူဆိုတာဒုက္ခဆိုတာဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူးဒုဆိုတာကျင့်납ဖွယ်မကောင်းဘူးခဆိုတာကိုထင်တာတွေဘာတစ်ခုမှမရှိဘူးဒီအဓိပ္ပာယ်ကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ပြောဒုဆိုတာကျင့်납เสียမကောင်းကဲခွန်ကြီးတို့တွေစဉ်းစားကြည့်ယောဂါတွေဖြစ်သမျှဘယ်မှာဖြစ်တုံးဆိုဒီခန္ဓာမှာပဲဖြစ်တယ်ပြဿနာအလုံးဘယ်မှာဖြစ်ခန္ဓာမှာပဲဖြစ်တယ်ဆင်းရဲဒုက္ခမှန်သမျှဘယ်မှာဖြစ်ခန္ဓာမှာပဲဖြစ်လာအဲ့တော့ခန္ဓာကြီးကဘာနဲ့တူတော့ဆိုအမိုက်ပုံကြီးလို့ဖြစ်တယ်အစိုးမှန်သမျှအကုန်ရှိနေတယ်သူဘုန်းကြီးတို့တွေရထားတဲ့မျက်စိလေးနော်ရထားလို့မကြသေးဘူးဒီရထားတဲ့မျက်စိလေးနဲ့ကြည့်လို့မှအာမရသေးဘူးမှုံလာတယ်တော်ကြမျက်စိယောဂဖြစ်တယ်တော်ကြတော့အတွင်းဒိန်နဲ့တော်ကြကြတော့ရေဒိန်နဲ့ခွဲရပြန်ပြီစိတ်ရပြန်ပြီဟောရထားတဲ့အရာလေးကခိုင်မာသလားဆိုမခိုင်မာဘူးထို့တူပဲနားလည်းထို့တူပဲနှာခေါင်းလည်းထို့တူပဲနားနှာခေါင်းလဲချောင်းဆိုပြီးတော့ဆေးကနေဖွင့်ထားပြန်ဆေးရုံနေသွားပြပြန်အဲ့ဒါလို့ကိုရထားတဲ့အရာတွေဟာတခုမှကျင့်납ဖွယ်ရမရှိဘူးဖြစ်လာတဲ့ယောဂတွေဟာမျက်စိယောဂဆိုတော့မျက်စိရှိလို့ဖြစ်တာနားယောဂနှာခေါင်းယောဂရှားယောဂဆိုဒါတွေရှိလို့ဖြစ်တယ်ကိုယ်ကာယတွေရှိလို့ခန္ဓာကိုယ်မှာယောဂတွေဖြစ်တယ်အဲ့ဒီလိုကျင့်납เสียမကောင်းဘူးတဲ့ဒါကြောင့်မို့ဒုအစိုးမှန်သမျှဟာရောက်ရှိလာတတ်တယ်အမိုက်ပုံကြီးထဲမှာလူမတရိစရာတွေအကုန်လုံးရောက်တယ်လို့ပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးမှာလည်းယောဂဟုသမျှအကုန်စုရောက်လာပြဿနာဟုသမျှအကုန်စုရောက်လာဒါကြောင့်မို့လို့ဒုဆိုဆက်ဆုပ်เสียကောင်းတယ်ကျင့်납เสียမကောင်းဘူးခဆိုတာကိုကတော့ထင်တယ်မျက်စိလေးကိုငါမျက်စိလို့ငါကြည့်ချင်တဲ့အတိုင်းကြည့်လို့ရတယ်ငါသဘောအတိုင်းပဲငါပိုင်တယ်လို့ထင်တယ်ဘယ်ဟုတ်မလဲမပိုင်သည့်အတွက်ကြောင့်ကိုကရှင်းရှင်းလင်းလင်းမြင်မြင်တော့လဲမျက်စိကမမြင်ရတော့နော်ကိုကထာဝရဒီမျက်စိကိုသုံးချခြင်းတော့လဲထာဝရသုံးချလို့မရနားကလည်းကြည်ကြည်လင်းလင်းကြားခြင်းမှရဲ့ကြားလို့မရဘူးဒီလိုဖြစ်လာအဲ့ဒီကိုအသုံးချလို့မှအာမရခင်ဒါတွေကပျက်စီးသွားတယ်ဆုတ်ယုတ်သွားတယ်ဆိုတာဒါထင်ရှားတယ်ပေါ့အဲ့ဒါကြောင့်မလို့ကိုထင်တာတခုမှမရှိလို့ခရဲ့အဓိပ္ပာယ်ကကောင်းငင်ဆိုတဲ့အဓိပ္ပာယ်ကောင်းငင်ဆိုတာဘာမှမရှိဟာလာပြင်းကြီးကိုခေါ်တယ်အဲ့ဒီအဓိပ္ပာယ်နှစ်ခုနဲ့ဒုက္ခလို့ပြောတာပါဒါကြောင့်မို့အင်္ဂလိပ်လိုပြန်တဲ့အခါမှာဒုက္ခကို suffering လို့ပြန်တဲ့အခါမှာလူတွေကစားစရာမရှိလို့ဒုက္ခရောက်တယ်ရေတွေကြီးနေလို့ဒုက္ခရောက်တယ်ဘာဖြစ်လို့ဒုက္ခရောက်တယ်အဲ့ဒီဒုက္ခတွေအဲ့ဒီဒုက္ခလောက်ကိုဒုက္ခလို့မြတ်စွာဘုရားပြောတာမဟုတ်ဘူးအဲ့ဒါလူသိသူသိဒုက္ခတွေလူမသိသူမသိတဲ့ဒုက္ခတွေကကိုရထားတဲ့ခန္ဓာကိုယ်ဟာဘလောက်ပဲအစဉ်ပြေနေနေစီးပွားရေးတွေဘလောက်ပဲကောင်းနေနေ
နော်ဘလို့ပဲချမ်းသာနေနေချမ်းသာတဲ့လူရဲ့မျက်လုံးနဲ့မှုန်တာပဲဆင်းရဲတဲ့လူရဲ့မျက်လုံးနဲ့မှုန်တာဘယ်မျက်လုံးပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ပျက်စီးသွားတာပဲဒီလိုဆိုပေါ့ဒါကြောင့်မို့ကျေနပ်စရာမကောင်းဘူးကိုထင်တာတွေတခုမှမဖြစ်လာဘူးလို့ဒီလိုဆိုတာခဏတစ်ပြုတ်လေးရှိနေတာကိုပဲလူကအထင်ရောက်တာငါဖြစ်ချင်တာတွေဖြစ်တယ်လို့ထင်ကြသို့တော့တစားနဲ့တစားငါဖြစ်ချင်တာတွေမဖြစ်တော့နောက်ဆုံးမှမသေးခြင်းပဲနဲ့သိရတယ်မဝခြင်းပဲနဲ့အိုရတယ်မနာခြင်းပဲနဲ့နာဒီလိုသွားတာဒါကြောင့်မလို့ဒုက္ခလို့ပြောတာအဲ့ဒါကိုသစ္စာ၄ပါးရှုတော့ငါပြောရင်ဒုက္ခလို့ပြောလိုက်တာဒီဒုက္ခဘာကြောင့်ဖြစ်နေတာတော့ဆိုအေးမင်းလိုချင်နေလို့ဖြစ်တာလိုချင်လို့ဖြစ်တာလိုချင်လို့ရအောင်ရှာခဲ့တယ်ဒါကြောင့်ဖြစ်တယ်ပေါ့ဒါကြောင့်တဏှာဆိုတာကိုဒုက္ခသမုဒယဒုက္ခဖြစ်ကြောင်းတရားသစ္စာ၄ပါးမှာဒီလိုအကျဉ်းလေးတွေဟောတာမြတ်စွာဒါအကြောင်းကိုရှာပြတာဒီတဲ့ကြဲကြဲရှင်းရှင်းလင်းလင်းရှာပြန်တဲ့အခါကျတော့ဒီဘာတွေ့တော့ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြန်ချက်ကြည့်လိုက်တဲ့အခါဒုက္ခနဲ့သမုဒယကိုပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောတဲ့အခါကျအေးအဝိဇ္ဇာပစ္စယသင်္ခါရအကြောင်းတစ်ခုကိုယင်ပြောလိုက်တယ်ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဆိုပြီးတော့ဒီမှာအဝိဇ္ဇာရဲ့သင်္ခါရရဲ့အကြောင်းတစ်ခုကိုရှင်းပြဘဝဆိုတာဘာကြောင့်ဖြစ်လာတာတုံးလို့မေးပဲဆိုအဝိဇ္ဇာမင်းအမှန်မသိခဲ့ဘူးလုံးတင်တာနဲ့မလုံးတင်တာမသိဘူးအကြောင်းအကျိုးအစစ်အမှန်ကိုမသိဘူးမသိသည့်အတွက်ကြောင့်လုံးမိလို့ရတယ်ရမ်းလို့တာသင်္ခါရမသိတာကအဝိဇ္ဇာလုံးမိလို့ရလို့တော့ကံတရားတွေဖြစ်လာတာကသင်္ခါရလို့ဆိုဟောဒါကိုရှောင်ပြတယ်ကြည်ကမ်းကြောင်ကြီးဖြစ်တာမဟုတ်ဘူးကမ်းကြောင်ကြီးဖြစ်တာမဟုတ်ဘူးမသိခြင်းဆိုတဲ့အဝိဇ္ဇာရဲ့ကံတရားလို့ဆိုတဲ့သင်္ခါရဒါတွေပဲလားလို့ဆိုမဟုတ်သေးဘူးတဏှာလိုချင်မှုဆိုတာရဲ့ဥပါဒနာစိတ်ဆွဲလန်းမှုဆိုတာရဲ့ဘဝရအောင်ကြိုးစားမှုဆိုတာရဲ့အလုံးပေါင်းလိုက်တော့အဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကာမဘဝလို့ဆိုပြီးတော့ဟောဘဝဖြစ်ပေါ်လာဖို့ရအတွက်အကြောင်း၅မျိုးကိုရှာပြတာခုနတော့မှကြည့်လူဘဝရလာတာဟာဣတရနေမာနဟိတုဘုရားသခင်ဖန်ဆင်းခြင်းကြောင့်လို့သူကတခုတည်းပြောအဲ့ဒါကြောင့်မမှန်ဘူးလို့ဆိုလို့လုံးဝမမှန်ဘူးတခုတည်းကြောင့်ဖြစ်လာတာမဟုတ်ဘူးနောက်တစ်ခုကတော့ဥပိကတဟိတုတဲ့အတိတ်ဘဝကလှုပ်ခဲ့လို့ပဲဖြစ်တာပစ္စုပန်ဘဝအကြောင်းတရားတွေထဲ့မစင်စားဘူးအတိတ်ကလှုပ်ခဲ့တာတခုတည်းကိုပဲပြောတယ်ဒါလည်းမပြည့်စုံဘူးတခါနောက်တူကအကြောင်းရှာတဲ့အခါမှာအဟိတုအပစ္စယအကြောင်းမဲ့ဖြစ်လာတယ်လို့ဒီလိုပြောတယ်ဟောအကြောင်းမဲ့လည်းမဟုတ်ဘူးဒီပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားရှာပြတယ်တို့တွေဘဝမှာဒုက္ခဒုက္ခကြုံတွေ့ခံစားနေရတဲ့ဘဝဘာကြောင့်ဖြစ်လာသလဲလို့မေးလို့ချင်းဟောအဝိဇ္ဇာရဲ့သင်္ခါရရဲ့တဏှာရဲ့ဥပါဒံရဲ့ကာမဘဝရဲ့ဒါတွေပေါင်းပြီးတော့လှုပ်ထားလို့ဖြစ်လာတာဆိုတော့အကြောင်းတွေပြည့်ပြည့်စုံစုံရှာပြလိုက်တာပဲဒါခုနတော့သမုဒယသစ္စာဆိုပြီးတော့တဏှာတစ်ခုတည်းကိုခေါင်းတက်ပြီးတော့ပြောဒါကလည်းအထူးဆန်းမဟုတ်ဘူးဘုန်းကြီးတို့တွေလည်းအဓိကဟာတစ်ခုကိုပဲပြောလို့ရှိကြတာဒါလူရဲ့သဘာဝဆိုပါစို့လူတယောက်နေ့လည်သာစားနေတဲ့အချိန်မှာမိတ်ဆွေကလာပြီးဘာလုပ်နေတော့မေးထမင်းစားနေတယ်မေးထမင်းစားနေတယ်လို့ဖြေတယ်အဲ့တော့သူ့အဖြေဟာလုံလောက်ခဲ့လားလို့ဆိုလုံလောက်တယ်အားလုံးကလက်ခံထားတယ်နော်သို့တော့သူပြောလိုက်တာထမင်းစားနေတယ်ဆိုတာထမင်းပဲစားတာလားဟင်းမပါဘူးလားလို့ထပ်မေးမယ်ဆိုလို့ရှိရင်ဘယ်လိုပြောပါထမင်းကိုဟင်းနဲ့စားတာပဲပေါ့ဟုတ်တယ်မဟုတ်လားထမင်းစားတယ်လို့ပြောပြီးမဲ့လို့ထမင်းစားနေတယ်ဆိုတာကိုလူတိုင်းကနားလည်သွားတယ်ဟင်းနဲ့ထမင်းစားနေတယ်ဒီလိုနားလည်အဲ့တော့ထမင်းဆိုတဲ့စကားလုံးကအဓိကဟာတစ်ခုတည်းကိုဥတည်ပြီးပြောလိုက်တဲ့သဘောလို့ဒီလိုဆိုတာပေါ့
ဒါကြောင့်မလို့သစ္စာလေးပါးဒေသနာကြတော့တဏှာကိုအဓိကထားပြီးပြောလိုက်တယ်အဲ့ဒါဗราဏာနည်းလို့ခေါ်တယ်တခုတည်းကိုအဓိကကြားတဲ့ဟာတခုပြောလိုက်တာကျန်တာတွေလည်းပါကျန်တာတွေလည်းပါဟင်းတောင်မှပြောလို့ရှိရင်လူတွေပြောကြတာတခုတည်းကိုပဲပြောတယ်ဘာဟင်းလို့ဆိုကြက်သားဟင်းလို့ပြောဒါဖြင့်ကြက်သားတခုတည်းလားဆိုဘယ်ဥမှာတော့နော်ကြက်သွန်လည်းပါတယ်ဂျင်းလည်းပါတယ်စီလည်းပါတယ်ရေလည်းပါတယ်အများကြီးပါတယ်ဒီထဲမှာသို့တော်လည်းသူပြောတာကြက်သားတစ်ခုတည်းပြောလိုက်တာအဲ့ဒါကိုဗราဏာနည်းလို့ခေါ်တယ်သစ္စာဒေသနာမှာတစ်ခုတည်းကိုခေါင်းတက်ပြောတော့လေနားလည်ရမှာပရိစ္ဆသမုပ္ပါဒ်လို့အကြောင်းတရားတွေနဲ့နားလည်ရမှာဒီတဲ့ခြေခြေပြောခြင်းတဲ့အခါကျတော့ပဋ္ဌာန်းဒေသနာနဲ့ပြောရပြန်တယ်ပဋ္ဌာန်းကျတော့24ပစ္စည်းနဲ့ပြောလိုက်တယ်အကြောင်းတရားပေါင်း24မျိုးရှာပြထားတယ်အဲ့လိုရှာပြထားသည့်အတွက်ကြောင့်အစစ်မှန်အကြောင်းတရားတွေကိုဆင်ခြင်သုံးသပ်ကြည့်လို့ရသွားပြီပေါ့ဘဝအတွေ့အကြုံမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေထဲမှာဘဝရဲ့အတွေ့အကြုံခံစားမှုတွေကိုအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကာမဘဝဆိုရင်အကြောင်းတရားတွေကြောင့်မို့လို့ဘဝတစ်ခုဟာရရှိလာတာဖြစ်တယ်ဒါရင်လားလို့ဆိုမကဘူးအဲ့ဒါလို့ရရှိလာတဲ့အခါမှာအကြောင်းတရားတွေဒီထဲမှာရှိသေးတယ်ဥပမာပဲမြင်သိစိတ်ကလေးဖြစ်လာတယ်ဆိုတာဘာကြောင့်ဖြစ်တုံးအစင်းအာယုန်လေးဒီမျက်စိကိုလာတိုက်တယ်လာတိုက်တဲ့အခါကျတော့အစင်းအာယုန်နဲ့မျက်စိနှစ်ခုဆုံခြင်းကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီလိုသုံးခုဆုံလိုက်တဲ့အခါဖတ်တာဆိုတာဖြစ်လာတယ်ဖတ်တာပေါ်လာတဲ့အခါမှာဖတ်တာပစ္စယဝေဒနာဆိုတာဝေဒနာပေါ်လာတယ်ဝေဒနာပေါ်လာလို့ရှိရင်ဝေဒနာပစ္စယတဏှာလို့ဆိုပြီးတော့ကောင်းဆိုခံစားမှုပေါ်မှာတွေ့တာမှုတွေပေါ်လာတယ်တွေ့တာမှုတွေပေါ်လာတဲ့အတွက်ကြောင့်တဏှာပစ္စယဥပါဒနာဥပါဒံဆွဲလန်းစိတ်တွေပေါ်လာတယ်ဥပါဒံပေါ်လာတဲ့အတွက်ကြောင့်ဥပါဒနာပစ္စယဘောဆိုပြီးဟောကာမဘဝတွေခန္ဓာဆိုတဲ့ဥပပတ္တိဘဝတွေပေါ်လာတယ်ပေါ်လာတော့ဘာဖြစ်ဘဝပစ္စယဇာတိမွေးဖွားခြင်းစတင်ဖြစ်ပေါ်လာခြင်းဆိုတာဖြစ်လာတယ်ဒါဖြင့်မွေးဖွားခြင်းဖြစ်ပေါ်လာရင်ဘာဖြစ်ဇာတိပစ္စယသရမရဏအိုခြင်းလာတယ်သေခြင်းလာတယ်ဆိုဟောအကြောင်းတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်သက်ပြီးတော့ဖြစ်ပေါ်နေပုံကိုပရိစ္ဆသမုပ္ပါဒ်ကြတော့အသေးစိတ်ဒီလိုရှင်းပြတာဖြစ်တယ်ပေါ့ဒါဟာဒီအကြောင်းအကျိုးမှတ်မှန်ကန်ကန်ဆင်ခြင်စဉ်းစားတတ်ဖို့ပြောအဲ့ဒီမှာလောကရဲ့အတွေ့အကြုံတွေကိုဘုရားသခင်ဖန်ဆင်းလို့ဆိုတဲ့အကြောင်းတစ်ခုပြောကြလိမ့်ရှိတယ်အတိတ်ကလုပ်ခဲ့တဲ့ကံကြောင့်ပဲဆိုတဲ့ဒါတစ်ခုပြောတယ်ဘာအကြောင်းကြောင့်မှမဟုတ်ဘူးသူဖြစ်ခြင်းလို့ဖြစ်တယ်ဆို3မျိုးအဲ့3မျိုးထဲမှာမြတ်စွာဘုရားဒီ3မျိုးကိုရှောင်ရှားပြီးတော့သစ္စာ4ပါးသို့မဟုတ်ပရမတ္ထတရားပရိစ္ဆသမုပ္ပါဒ်တရားနဲ့ရှင်းလင်းပြီးတော့ဟောကြားပြီးတော့ပဋ္ဌာန်း24ပစ္စည်းနဲ့ရှင်းလင်းဟောကြားအဲ့တော့အကြောင်းတရားကိုရှာပြတဲ့နေရာမှာမြတ်စွာဘုရားရဲ့အကြောင်းရှာမှုဟာလက်တွေ့ကြပြီးတော့ပြည့်ပြည့်စုံတဲ့အကြောင်းရှာမှုပဲအခုဒီတိဝကသုတ်တံမှာတရားနာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့တိဝကဆိုတဲ့ပုဂ္ဂိုလ်နဲ့ထိုက်တန်ယုံမြတ်စွာဘုရားကယောဂဖြစ်ကြောင်းအကြောင်းတရား10မျိုးနဲ့ရှင်ပြပြီးတော့အကြောင်းတရားအစစ်မှန်ကိုရှာပြခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားဒီတိဝကသုတ်တံဖြစ်လာတဲ့အခါမှာဖြစ်လာဖို့အတွက်မြတ်စွာဘုရားကရာဇဂိုမြို့ဝေလွန်းအကြောင်းတော်မှာသတင်းသုံးနေတယ်အဲ့ဒီအချိန်မှာရာဇဂိုဆိုတာပရပိုက်တွေများစွာနေထိုင်တဲ့နေရာပဲအရင်တော့ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ဆိုတာလေပရပိုက်ဖြစ်ခဲ့ဘူးတဲ့ဟာတွေပဲသူတို့ရဲ့ဆရာကြီးကသင်္ဆယလို့ခေါ်တယ်သိမ့်စီပရပိုက်ကြီးအဲ့ဒီပရပိုက်ဘာသာပြိဗာဇကဘာသာတရားမှာသူတို့ဝင်ရောက်ပြီးတော့သင်ယူခဲ့ကြတယ်ဒါကြောင့်မို့ပြိဗာဇကတွေဟာအယူဝါဒအမျိုးမျိုးယူဆပြီးတော့ဖျားစီလာတဲ့အခါမှာမေးကြတယ်ဟိုမေးဒီမေးမေးလေးရှိကြအခုလည်းပဲမောလိယတိဝကဆိုတဲ့ပရပိုက်ကြီးတူဟာဖျားเจ้าတော်ကိုရောက်လာတယ်ရောက်လာပြီးတော့
သူကမေးတယ်ဘာတွေပြောတော့ဆိုတဏ္ဍိဘောဂေါရမမြတ်စွာဘုရားကိုအရှင်ဂေါရမတဲ့သမဏပြမဏလို့ခေါ်တယ်ဘာသာတရားကိုဟောပြောနေတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိပါတယ်တဲ့အဲ့ဒီရှိနေတဲ့တဲကအချို့သမဏပြမဏတွေကဘဝမှာလူတယောက်ဒုက္ခဒုက္ခအဒုက္ခမဒုက္ခလို့ဆိုတယ်ဘဝအတွေ့အကြုံတွေကိုခံစားနေရတာဟာရှေးဘဝကလှုပ်ခဲ့တဲ့ကံကြောင့်ပဲလို့ဒီလိုပြောလို့ရှိပါတယ်တဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ရှင်ဂေါရမဘယ်လိုဟောပါသလဲဒါသူမေးကုန်မယ်နော်ပုဗ္ဗိကတဟေတုအတိတ်ဘဝကလှုပ်ခဲ့လို့ကြည့်ဖြစ်တယ်လို့သူတို့ကဒီလိုဆိုကြပါတယ်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအရှင်ဘုရားကဘယ်လိုဝေဖန်ပြချင်ပါသလဲဟုတ်ပါသလားအရှင်ဘုရားအနေနဲ့ဘယ်လိုဆိုလိုပါသလဲလို့ဒီမေခွန်းလေးကိုမေးတာအဲ့ဒီမေခွန်းမေးသည့်အတွက်ကြောင့်ဒီသုတ်တံဖြစ်လာတာနော်မြတ်စွာဘုရားဒီသုတ်တံကိုဟောဖို့ဖြစ်လာနော်အရှင်ဂေါရမဟာဒီအချက်နဲ့ပတ်သက်ပြီးဘယ်လိုပြောပါမလဲဘယ်လိုပြောမလဲလို့ဆိုမြတ်စွာဘုရားကအဲ့ဒီကြတော့မှယောဂဖြစ်ခြင်းအကြောင်း10မျိုးနဲ့နှိုင်းယှဉ်ပြီးတော့ဟောတာယောဂဖြစ်ခြင်းအကြောင်း10မျိုးဒါဘာလို့ယောဂဖြစ်ခြင်းအကြောင်းနဲ့ဟောတယ်လဲလို့ဆိုရင်လူတွေသိတာအောင်လို့ပြောတာနော်လူတွေသိတာအဲ့တော့အချင်းချင်းမှတ်သားလိုက်ဖို့ရယောဂဖြစ်ခြင်းအကြောင်း10မျိုးဆိုတာလေးကိုအရင်မှတ်ကြည့်မှတ်ပြီးတဲ့အခါမှာမြတ်စွာဘုရားရှင်းပြသွားပုံလေးကတခုတည်းပဲအဲ့တော့လောကမှာဒီအကြောင်းကိုရှာတာပဲဒါလေဘုန်းကြီးတို့တွေယောဂဖြစ်ကြတယ်ယောဂမျိုးမျိုးဖြစ်တဲ့တည်းမှာပမာရီအစဉ်လာရဆေးချမ်းလေးရခေါ်ကြတာယောဂ96ဖြာယောဂဝေဒနာလို့ပြောလို့ရှိကြတယ်နော်အဲ့တော့ယောဂဖြစ်ခြင်းအကြောင်း10မျိုးဆိုတာဘာလဲနံပါတ်1ကတီးခြေကြောင့်ဖြစ်တဲ့ယောဂ32မျိုးတဲ့တီးခြေကြောင့်ဖြစ်တဲ့ယောဂ32မျိုးနံပါတ်2ကတလိပ်ကြောင့်ဖြစ်တဲ့ယောဂ32မျိုးနံပါတ်3လေကြောင့်ဖြစ်တဲ့ယောဂ32မျိုးအဲ့ဒီ3မျိုးပေါင်းလိုက်တဲ့အခါကျတော့96ပါဖြစ်သွားတယ်နော်ဒါ96ပါးယောဂဝေဒနာကိုအလွယ်တက်နည်းပေါ့အသေးစိတ်နာမည်တတ်တာကြတော့ဆေးချမ်းနဲ့ညှိရနော်စာပေကျမ်းကမှာပိဋကစာပေမှာရှိလားဆိုရှိတယ်ခိရိမန္တနာသုတ်တံတို့ဘာလို့မှာ96ပါးသောယောဂဝေဒနာတွေကိုဖော်ထုတ်ထားတာ96ပါးလုံးမပြည့်တောင်မှပဲ96ပါးယောဂဝေဒနာကိုရေတွက်တဲ့အခါမှာအခုပုံစံနဲ့ပဲတွက်ရတယ်နော်လူတွေမှာယောဂဖြစ်ဖို့အဓိကအကြောင်းတွေကဘာတွေတုံးလို့ဆိုရင်တီးခြေရယ်တလိပ်ရယ်လေရယ်နော်တီးခြေယောဂတီးခြေကြောင့်ဖြစ်တဲ့ယောဂတလိပ်ကြောင့်ဖြစ်တဲ့ယောဂလေကြောင့်ဖြစ်တဲ့ယောဂတဲ့32ခုသည်ရှိတယ်အဲ့တော့တီးခြေဖောက်ပြန်လို့လည်းယောဂဖြစ်တယ်တလိပ်တွေဖောက်ပြန်လို့လည်းယောဂဖြစ်တယ်လေဖောက်ပြန်လို့လည်းယောဂဖြစ်တယ်ပေါ့အဲ့ဒါ96ပါးတွက်တဲ့အခါမှာအဲ့ဒီပုံစံနဲ့ပဲတွက်တယ်ဒီမှာတော့မြတ်စွာဘုရားကအကျဉ်းချုပ်ပြောတဲ့အခါမှာတီးခြေကြောင့်လည်းပဲယောဂဖြစ်တယ်တလိပ်ကြောင့်လည်းယောဂဖြစ်တယ်လေကြောင့်လည်းယောဂဖြစ်တယ်ဟောအကြောင်း3ခုရသွားပြီနော်တီးခြေကြောင့်ဖြစ်တာရှိတယ်တလိပ်ကြောင့်ဖြစ်တာရှိတယ်လေကြောင့်ဖြစ်တာရှိတယ်နောက်တစ်ခုကတော့တီးခြေတလိပ်လေ3ခုပေါင်းပြီးတော့အကြောင်းပြုတာလည်းရှိသေးတယ်အဲ့ဒါကိုဘိန်းတော်ဆရာတွေသွားမေးလို့ရှင်သိလိမ့်မယ်တဏှိဘတ်ယောဂတဏှိဘတ်ယောဂဆိုအဲ့ဒါကိုလေတီးခြေတလိပ်3ခုပေါင်းဆက်သွားတဲ့အခါမှာတဏှိပါဒအဲ့ဒီ3ခုပေါင်းပြီးတော့ဖြစ်တဲ့ယောဂမျိုးကြတော့တဏှိဘတ်ယောဂလို့ခေါ်တယ်နော်တဏှိပါဒဆိုတဲ့ပါဠိစကားကိုပဲတဏှိဘတ်ယောဂလို့သုံးလိုက်တာလေတီးခြေတလိပ်3မျိုးပေါင်းခြင်းကြောင့်ပေါင်းပြီးတော့ဖောက်ပြန်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ယောဂတစ်မျိုးဟောအဲ့ဒါကြောင့်ယောဂဖြစ်ခြင်းအကြောင်းအဲ့ဒါနံပါတ်4
နံပါတ်5ကျတော့ဘာလို့ဆိုဥတုဝိပရိနာမဥရုဖောက်ပြန်လို့ရှိရင်လည်းပဲယောဂဖြစ်တတ်တယ်ဟုတ်တာပေါ့ရာသီဥတုတွေမမှန်မကန်ဖြစ်တယ်ဆိုလို့ရှိရင်ကြည့်လေနာစီချောင်းဆိုဖြစ်ကြတယ်ဥရုပြောင်းဥရုဖောက်ပြန်တယ်အပူကနေအေးဖြစ်သွားတယ်အေးကနေပူဖြစ်တယ်ဒါကိုဥရုဖောက်ပြန်တယ်လို့ခေါ်တယ်ဥရုဆိုတာအပူနဲ့အေးကိုပြောတာပူလွန်းရင်လည်းဖောက်ပြန်တယ်လို့ခေါ်တယ်အေးလွန်းရင်လည်းဖောက်ပြန်တယ်အပူအေးမမျှမတဖြစ်တာဥဒုပရိနာမဥရုပြောင်းမှာကြုံရတဲ့ယောဂအေကိုကိုသတိထားကြည့်ဆောင်းဝင်လာပြီဆိုချောင်းတော်ဝေါနဲ့ဆောင်းတဲ့ချောင်းတွဲမိနေကြဒီလိုဆိုနော်မိုးရသည်ဆိုရင်နှာစီးလာပြီမိုးမိလို့ဒီလိုနှာစီးတဲ့ယောဂတွေဖြစ်လာမိုးဦးလေဦးဆိုရင်ယောဂတွေမျိုးမျိုးတုပ်ကွေးပြားတွေဖြစ်တယ်တို့ဘာတို့နော်ခေတ်ပေါ်ယောဂတွေကလည်းအများကြီးပဲအဲ့ဒီမှာဥဒုဖောက်ပြန်ခြင်းဟာလည်းပဲအကြောင်းတစ်ခုပဲယောဂဖြစ်ဖို့အကြောင်းတစ်ခုပဲလို့ဒီလိုဆိုတယ်နံပါတ်6ကျတော့ဘာတော့ဝိတမပရိဟာရဝိတမဆိုတာမမျှမတဆိုတဲ့အဓိပ္ပာယ်ရတယ်သမဆိုတာမြတ်တာဝိတမဆိုတာမညီမမျှပရိဟာရဆိုတာနေတာထိုင်တာဥပမာပဲဒီလူတွေဟာကျမ်းမာဖို့အတွက်ဘာလုပ်ရတော့ဆိုအကြာကြီးထိုင်တာတို့အကြာကြီးအိပ်တာတို့အကြာကြီးရပ်နေတာတို့ဒါတွေကကျမ်းမာရေးကိုထိခိုက်နိုင်တယ်လေကျမ်းမာရေးထိခိုက်နေဒါကြောင့်မလို့လျောင်းထိုင်ရပ်သွားဣရိယာပုတ်၄ပါးကိုပြောင်းလဲလုပ်ပြီးတော့နေကြမပြောင်းလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကပြိုလဲသွားဒါကြောင့်မလို့ဥရုမြတ်မြတ်တရဒီပရိဟာရဝိတမပရိဟာရသမပရိဟာရဖြစ်အောင်ကိုယ့်ရဲ့ဣရိယာပုတ်၄ပါးမြတ်မြတ်တာဣရိယာပဋ္ဌဆိုတာခန္ဓာကိုယ်ကြီးအသက်ရှင်ပြီးတော့ဆက်လက်ဖြစ်နေဖို့ရာအတွက်သူကလျှောင်းဆက်ပေးတဲ့အခါမှာလျှောင်းဆက်ပေးရတယ်ထိုင်တဲ့အခါမှာထိုင်ရတယ်နော်ရပ်တဲ့အခါမှာရပ်တယ်လမ်းလျှောက်တဲ့အခါမှာလျှောက်လျှောင်းထိုင်ရပ်သွားဣရိယာပုတ်၄ပါးလို့ဆိုလို့အဲ့ဒီဣရိယာပုတ်၄ပါးကိုမြတ်မြတ်တာပြောင်းလဲပေးနေမှဒီအပြောင်းလဲတွေလုံးမပေးဘူးတခုတည်းပဲနေပဲဆိုရင်ဒီခန္ဓာကိုယ်ကြီးကပြိုလဲသွားနိုင်တယ်ဒီလိုဆိုအဲ့ဒါကြောင့်မို့ဣရိယာပုတ်အပြောင်းလဲမလုပ်ဖက်နဲ့အကြာကြီးနေခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒါယောဂဖြစ်ခြင်းအကြောင်းတစ်ခုပဲအကြာကြီးထိုင်တယ်အကြာကြီးအိပ်တယ်အကြာကြီးရပ်နေတယ်နော်ယောဂဖြစ်ဖို့ရအကြောင်းတွေပဲလို့ဆိုတော့အဲ့ဒါကိုဝိတမပရိဟာရစာလို့ခေါ်နောက်ယောဂဖြစ်ဖို့အကြောင်းတစ်ခုကတော့ဩပက္ကမိကကိုယ်ကလှုပ်တာပဲဖြစ်စေသူတစ်ပါးကြောင့်ပဲဖြစ်စေယောဂဝေဒနာတွေနာကျင်သွားတာကိုယ့်ကိုနာအောင်လုပ်လို့ပဲဖြစ်စေသူတစ်ပါးကိုယ့်ကိုနာအောင်လုပ်လို့ပဲဖြစ်စေနော်သူတစ်ပါးကဓာတ်နဲ့ခုံးလို့ဖြစ်စေကိုယ့်ကကိုယ်ဓာတ်နဲ့ထိုးလို့ပဲဖြစ်စေအဲ့ဒါလို့ဩပက္ကမိကသူများရဲ့လုံလကိုယ့်ရဲ့လုံလကြောင့်ယောဂရသွားတာဒီလိုယောဂမျိုးလည်းရှိသေးတယ်ပေါ့အဲ့ဒါကိုဩပက္ကမိကကိုယ်လုံလသူလုံလကြောင့်ကိုယ်လုံးလားသူလုံးလားယောဂရခြင်းအကြောင်းတစ်ခုပဲလို့ဒီလိုဆိုတာပေါ့နောက်ဆုံးနံပါတ်8ကျတော့ဘာလို့ဆိုကမ္မဝိပါကစ္စကမ္မဝိပါကကံတရားရဲ့အကျိုးအနေအချင်းဖြစ်ပေါ်လာကံကိုကယောဂဖြစ်စေတဲ့ကံပါလာသည့်အတွက်ကြောင့်ယောဂဖြစ်ရတာတဲ့ကံတရားရဲ့အကျိုးအနေအချင်းဖြစ်ပေါ်လာတဲ့ယောဂဒီယောဂမျိုးလည်းရှိတယ်အတိတ်ဘဝကလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကနေကျိုးပေးတဲ့အခါမှာယောဂဖြစ်တယ်ဥပမာပဲဒီရသော်ဗျာလက်ထက်တုန်းကတာဝတိမြို့ကတထေးတူသူ့ရဲ့နာမည်ကပါဠလို့ခေါ်တယ်အဲ့ဒီတထေးကအလွန်ချမ်းသာတယ်နောက်ဆုံးဖရာတရားနာတဲ့အခါမှာသူယဟန်ဝတ်တယ်ပစ္စည်းဥစ္စာတွေအကုန်စွန့်အိမ်တော်တွေစွန့်ယဟန်ဝတ်လာပြီးတဲ့အခါမှာတရားထုတ်တယ်တရားထုတ်ရင်ကနေသူကမအိပ်ဖဲအာထုတ်သည့်အတွက်ကြောင့်2 လလောက်အာထုတ်မိတဲ့အခါမှာမျက်စိယောဂဖြစ်လာဆေးဆရာကမျက်စိယောဂပြောင်းဖို့အတွက်ဆေးပေးတဲ့အခါမှာအိပ်ပြီးတော့မှခါရမဲ့မျက်စိမျိုး
နာခေါင်းထဲထဲတဲ့အရာမျိုးကို तू ကမအိပ်ဖဲနဲ့ထိုင်ရဲထဲတော့ဆေးနဲ့မထိရောက်တော့အဲ့ဒါနဲ့နောက်ဆုံးကြတော့ပြောရမယ်ဆိုရင်မျက်စိကွယ်သွားတယ်အဲ့တော့ तू မျက်စိကွယ်သွားတာဟာဆေးကုသလို့မရအောင် तू မျက်စိကွယ်သွားတာဒီဘဝရဲ့လောက်ရလဲပါတယ်သို့တော့အတိတ်ကံကပို့ပြီးတော့ဖြစ်စည်းလာတာဒါကံရဲ့အကျိုးတရားအနေနဲ့ तू ဖြစ်တာအတိတ်ဘဝက तू ကဘာလုပ်ခဲ့တော့ဆိုတော်ရည်လှည့်ပြီးတော့မျက်စိယောဂကုတယ်မျက်စိယောဂကုတဲ့အခါမှာမျက်စိယောဂရှိတဲ့အမျိုးသမီးတယောက်နဲ့တွေ့တော့ तू ကပြောတယ်သူမျက်စိယောဂကုပေးမယ်ဆေးဘိုးဝါကဘယ်လောက်ပေးမလဲလို့ဆိုတော့အဲ့ဒီအမျိုးသမီးကလည်းအပြောကြီးကြီးနဲ့ဗာပြောတော့ဆရာရဲ့ကျမမျက်စိသာပြောက်အောင်ကုနိုင်လို့ရှိရင်လူကိုယ်တိုင်ကြုံခံမှမရှိတဲ့ပစ္စည်းတွေလည်းအကုန်အပ်ပါမယ်ပြောလိုက်တာနော်စကားဆိုတာကြုံသွားတယ်အဲ့လိုပြောပြီးတော့ပြောတဲ့အခါဆရာကကောင်းပြီဆိုပြီးတော့မျက်စင်းကိုစွန့်ထက်တဲ့မျက်စင်းကိုဖော်ပြီးတော့ခတ်လိုက်တာတခါခတ်တာနဲ့မျက်စိကအများကြီးသက်သာသွားတယ်အဲ့လိုသက်သာသွားတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးကငါပြောက်ရင်တော့ငါတော့ဒုက္ခပဲရှိတဲ့ပစ္စည်းတွေအကုန်ပေးရပြင်လူကိုယ်တိုင်ကြုံဖြစ်တော့မှာပဲဆိုပြီးတော့ကြောက်ပြီးတော့ဘာလုပ်တော့ဆိုဟန်ဆောင်ပြီးတော့မျက်စိကပိုဆိုးသွားပြီပေါ့ဆေးခတ်လိုက်တာနဲ့မျက်စိကပိုဆိုးသွားတယ်ဆိုပြီးပြောတဲ့အခါကျတော့ဟိုဆရာကစိတ်ကောင်းနှလုံးကောင်းမရှိတော့ဘာဖြစ်တုံဆိုအေးငါပေးမဲ့ဆေးဘဝကမပေးခြင်းနေမင်းမျက်စိတော့ကန်းအောင်လုပ်မယ်ဆိုပြီးတော့မျက်စင်းတစ်ခုဖော်ပြီးတော့မျက်စင်းခတ်ပေးလိုက်တယ်သူလည်းခတ်ပြီးရောအဲ့ဒီမျက်စိကမကြံခင်ပဲဖူးယောင်ပြီးတော့မျက်စိပေါက်ထွက်သွားတယ်အဲ့ဒီလိုသူကလှုပ်ခဲ့ဘူးတဲ့တဘွားအဲ့ဒါကြောင့်မလို့ယန္နာဖြစ်မဲ့ဘဝမှာလည်းမျက်စိလာကွယ်အဲ့ဒါမျိုးကိုကာမဝိပါကာစလို့ခေါ်တယ်နော်ကံကြောင့်ဖြစ်ပေါ်လာတဲ့အရာမျိုးတဲ့အဲ့တော့လောကလူတွေယောဂဖြစ်နေတာနဲ့ပတ်သက်ပြီးကံကြီးပဲမချရဘူးတဲ့အကြောင်းတရားတွေအများကြီးပဲလို့ဆိုလိုတယ်အခုမြတ်စွာဘုရားရှင်ပြလောကမှာနာစည်းချောင်းဆိုဖြစ်တာအတိတ်ကနာစည်းချောင်းဆိုအောင်လုပ်ခဲ့လို့နာစည်းတာလို့ဒီလိုမပြောလိမ့်နဲ့တဲ့အတိတ်ကံကြောင့်မို့လို့ယောဂဖြစ်တယ်လို့ကြီးပဲမပြောလိမ့်နဲ့အကြောင်းတရားတွေများစွာရှိတယ်အဲ့ဒီပဲမြတ်စွာဘုရားကမောရိယတိဝကကိုလက်တွေ့ပြတယ်လောကမှာတဲ့တီးခြေကြောင့်ဖြစ်တယ်ဆိုတဲ့ယောဂတွေဟာထင်ရှားရှိတယ်ကိုယ်တိုင်လည်းပဲသိနိုင်တယ်တီးခြေကြောင့်ဖြစ်တယ်ဆိုတာကိုယ်တိုင်လည်းသိနိုင်အဲ့တော့ကိုယ်တိုင်သိနိုင်တဲ့အကြောင်းတရားကိုလက်မခံမဲနဲ့လောကလူတွေကလည်းဒါတီးခြေကြောင့်ဖြစ်တယ်လို့ဆရာတွေတော့ပြလို့ရှိရင်ဒီယောဂဘာကြောင့်တီးခြေကြောင့်ဖြစ်တယ်တီးခြေငြိမ်းစေးလေးပေးရတီးခြေကြောင့်ဖြစ်တယ်ဆိုတာလောကလူတွေကလည်းသိကြတယ်အဲ့ဒါကိုလည်းပဲလက်မခံမဲနဲ့ကြော်လွှားပြီးလောကမှာဒုက္ခဒုက္ခအတွေ့အကြုံခံစားရသမျှတွေဟာသာဝရဘုရားသခင်ဖန်ဆင်းလို့တို့အတိတ်ဘဝကလှုပ်ခဲ့လို့ဆိုတာတွေဟာဘယ်နည်းနဲ့မှမမှန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ပဲနော်လက်တွေ့ရှိပါရဲ့တန်းနဲ့ဒီလက်တွေ့တွေကိုလက်မခံမဲနဲ့ကိုယ်တိုင်သိနိုင်တဲ့အကြောင်းတရားကိုညှင်းပယ်ပြီးတော့ကိုယ်တိုင်မသိနိုင်တဲ့အရာကိုလက်ခံပြီးတော့ပြောတာဟာမှားယွင်းတယ်အကြောင်းတစ်ခုဟာဒီလိုဆိုလိုတာပေါ့အမှန်အကြောင်းကိုရှာထရမယ်လို့ဆိုပါစို့လူတယောက်နှာစည်းချောင်းဆိုးဖြစ်တယ်နှာစည်းချောင်းဆိုးဖြစ်တယ်ဘာကြောင့်ဖြစ်တယ်လဲအေးပတ်လို့ဖြစ်တာလားနောက်တစုံတစ်ခုကြောင့်ဖြစ်တာလားဆိုတာအဲ့ဒါလို့လက်တွေ့ပိဿုပံအကြောင်းတရားတွေရှိပါရဲ့တန်းနဲ့အေးပတ်တာလဲကံကြောင့်အေးပတ်တာဘုရားသခင်ကြောင့်ဘုရားသခင်အလိုတော်ကြောင့်ဘုရားသခင်ဖန်ဆင်းလို့အေးပတ်တာလို့ဒီလိုပြောမယ်ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှန်ကန်မမှန်နိုင်ဘူးတဲ့မှန်ကန်တဲ့အကြောင်းတရားကိုယ်တိုင်သိနိုင်တယ်လို့ဆိုဘယ်အကြောင်းပဲဖြစ်ဖြစ်သူ့အကြောင်းလေးနဲ့သူရှိတယ်အဲ့ဒီသူ့အကြောင်းနဲ့သူရှိနေတာသိရှိလက်ခံကြရမှာဖြစ်တယ်အကြောင်းဆိုတာအများကြီးရှိတယ်ပေါ့အဲ့ဒီအများကြီးရှိတဲ့တည်းပဲပရိစ္ဆေသမုပ္ပါဒ်မှာလည်းမြတ်စွာဘုရားအကြောင်းတွေကိုထုတ်ပြတယ်ပဋ္ဌာန်းကြတော့
24 ပစ္စည်းတောင်အကြောင်းတရားတွေထုတ်ပေါ်ပြီးတော့ပြထားတယ်အဲ့ဒီထုတ်ပေါ်ပြသထားတဲ့အကြောင်းတရားတွေဆိုတဲ့မယ်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတိလို့ပရိစ္ဆသမုပ္ပါမှာဟောတာကြည့်မယ်ဆိုရင်တော့တခြားအကြောင်းတွေမပါဘူးဒီနည်းနဲ့ပဲဒီအကြောင်းကြောင့်ဒါဖြစ်ရတယ်ဒါရှိနေလို့ဒါဖြစ်တယ်ဆိုတာတွေဆိုင်ရာအကြောင်းတရားလေးတွေကိုလက်တွေ့သိနိုင်ပါရဲ့တန်းနဲ့အဲ့ဒီအကြောင်းတရားတွေကိုငြင်းပယ်ပြီးတခြားအကြောင်းကိုလက်ခံတာဟာမမှန်ဘူးမှားရင်းတယ်လို့မြတ်စွာဘုရားဒီသုတ်တံမှာဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ယောဂဖြစ်ခြင်းအကြောင်း10မျိုးဆိုတဲ့အထက်မှာကံဆိုတဲ့အကြောင်းကြောင့်ဖြစ်တာတစ်ခုတည်းသာပါတယ်ကျန်တာတွေကလက်တွေ့ဘဝမှာကိုယ်တိုင်မြင်ရတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တာက9မျိုးရှိတယ်ဒါကြောင့်မို့လို့အတိတ်ကံကြီးပဲချပြီးတော့ပြောလို့ရှိရင်မှားယွင်းနိုင်တယ်မှားယွင်းတယ်အမှန်မဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားကမောရိယတိဝကပြပိုက်ကိုရှင်းလင်းဟောကြားခြင်းဟာလောကမှာမှန်ကန်တဲ့အကြောင်းတရားကိုသိရှိနားလည်အောင်ဟောပြောခြင်းပဲဖြစ်တယ်အခုလိုဒီဓမ္မဗိမာန်တော်ကြီးကိုအောင်မြင်အောင်ဆောက်လုပ်တယ်ဆိုတာလည်းပဲအကြောင်းတရားတွေရှိတယ်လေအဲ့ဒီအကြောင်းတရားတွေကဘာတွေတုံးလို့သေချာစစ်ဆေးကြည့်မယ်ဆိုရင်ဖြစ်ချင်တဲ့ဆန္ဒဆန္ဒလေးရှိနေုံနဲ့အောင်သလားလို့ဆိုမအောင်ဘူးဖြစ်အောင်ကြိုးစားတဲ့လုံလဝိရိယအခက်အခဲတွေကြုံတဲ့အခါမှာကြံ့ခိုင်တဲ့စိတ်ထိုက်ဘယ်လိုလုပ်ရင်အောင်မြင်မယ်ဆိုတဲ့ဆင်ញင်တုံတရားသန္တဝိရိယစိတ်တဝိမာသဆိုတဲ့ဟောဒီအဓိပတိတရား၄ပါး24ပစ္စည်းထဲမှာပြောမယ်ဆိုရင်အဓိပတိပစ္စယောပေါ့အဲ့ဒါလို့လှုပ်လို့အခုလိုဗိမာန်ကြီးတစ်ခုဖြစ်ပေါ်လာတဲ့အများအားနဲ့တိဆောက်ထားတဲ့ဗိမာန်ကြီးဖြစ်လို့အခုလိုတရားဝဲတွေကျင့်ပပြီးတရားနာတဲ့အခါချမ်းချမ်းသာသာဖြစ်ရဒီလိုအကြောင်းတရားတွေဟာတစ်ခုတည်းမဟုတ်ဘူးဒီဗိမာန်ကြီးဟာအခုချိန်မှာဒီလိုယက်တီနေတာဟာလည်းပဲအောက်ကမြေကြီးရှိလို့သာယက်တီအဲ့ဒီမြေကြီးဟာလည်းဒီအချိုးကြကြတိုင်နေနံရံနေအလုံးအချိုးကြကြပေါင်းဆက်ထားလို့ဒီပုံစံဒီလိုယက်တီနေတာဘယ်အရာပဲဖြစ်ဖြစ်အကြောင်းကင်းပြီးတော့ဖြစ်တယ်ဆိုတာတခုမှမရှိဘူးအလုံးဟာဆရာအကြောင်းတရားတွေရှိတယ်ဆိုတာကိုအကြောင်းဉာဏ်ကိုရင့်တန်စေဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတိဝကသုတ်တံကိုဟောကြားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟောကြားတဲ့စစ်မှန်သောအကြောင်းတရားကိုသိရှိနားလည်ပြီးတဲ့အခါမှာမိမိတို့ဘဝမှာဖြစ်နိုင်တဲ့အကြောင်းတရားတွေကိုသိရှိနားလည်ပြီးအကြောင်းကိုဖယ်ရှားခြင်းဖြင့်မလိုလားတဲ့အကျိုးတရားတွေကိုဖယ်ရှားနိုင်တယ်လိုလားတဲ့အကျိုးတရားတွေကိုရချင်ရင်လည်းပဲလိုလားတဲ့အကြောင်းတရားတွေမိမိတို့တဏ္ဍာမှာဖြစ်အောင်လုပ်ရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်
တဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြပန်းတို့သည်ဟုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးွယ်ကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနဂါလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟုသောယနံတို့သည်ပဝါယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း